နတ်ကောင်းတွေကရောခရိယန်တွေအနာမနေကြဘူးလားသိချင်လို့ပါသူမေးချင်တဲ့တဘောကလူပုဂ္ဂိုလ်ကိုနတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်တဲ့ပုံစံမျိုးဒါခရိယန်မှာရှိပါသလားပေါ့နော်အဲ့တော့ခရိယန်မှာအဲ့ပုံစံတော့မရှိပါဘူးဒါပေမဲ့အခုကျွန်တော်ကိုကြည့်တဲ့အခါမှာကျွန်တော်တယောက်တည်းလို့ထင်ရပေမဲ့ကျွန်တော်ဘေးနားမှာကောင်းကင်တမန်တွေရှိတယ်ဆိုတာကိုကျမ်းစာအဖြစ်နားလည်ရပါတယ်ဇာလံအခန်းကြီး34အငယ်ခွန်မှာထာဝရဘုရားကိုကြောက်ရွံ့တော်သူတို့ပတ်လည်၌ကောင်းကင်တမန်တော်တို့သည်တက်ချ၍ကယ်လို့တက်ကြ၏တဲ့အဲ့တော့ယုံကြည်သူဖြစ်တဲ့ကျွန်တော်ရဲ့ဘေးနားမှာကောင်းကင်တမန်တွေရှိတယ်ဆိုတာကိုနားလည်ရတယ်အဲ့တော့ကောင်းကင်တမန်အမျိုးသားအများကြီးရှိတဲ့အထက်ကနေပြီးမှကျွန်တော်တိတာတော့၃မျိုးရှိတယ်အဲ့ဒါကခေရုဗိမ်ကောင်းကင်တမန်မိခေလကောင်းကင်တမန်ဂါဗေလကောင်းကင်တမန်ဆိုပြီးတော့ခေရုဗိမ်ကဘုရားကိုချီးမွမ်းကိုးကွယ်ခြင်းဦးဆောင်တယ်မိခေလကလိုအပ်ရင်စစ်တိုက်တယ်ဂါဗေလကတော့ဘုရားသခင်စီကစကားကိုတည်င်းကြားပြောရတဲ့ကောင်းကင်တမန်ဖြစ်တယ်အဲ့တော့မမြင်ရပေမဲ့ကျွန်တော်တို့ရဲ့အနာမှာကောင်းကင်တမန်တွေရှိတယ်ဆိုတာကိုနားလည်ရတယ်ဒါကြောင့်ရှင်ပေါလုကလေမိန်းကလေးတွေကိုပြောတယ်နင်တို့နားမှာကောင်းကင်တမန်ရှိတယ်နော်အဲ့တော့သူတို့ကိုထောက်ပြီးမှနင်တို့စပင်ကိုဒီတိုင်းမချထားနဲ့စပင်ကောင်းကိုဖုံးလို့ရှင်ပေါလုကိုယ်တိုင်မှားထားတာဖြစ်တယ်တချို့လေကောင်းကင်တမန်ကိုကိုးကွယ်ကြတဲ့သူတွေရှိတယ်ဒါပေမဲ့ကောင်းကင်တမန်ကကိုးကွယ်ရမယ်ပုဂ္ဂိုလ်မဟုတ်ပါဘူးကောင်းကင်တမန်ကဘယ်လိုလူလဲဆိုရင်ကယ်တင်တော်မူခြင်းစုကျေးဇူးကိုအမွေခံရတဲ့သူတွေကိုပြုစုဖို့ရန်ဆေလွတ်တဲ့အစေခံနံဝိညာဉ်တဲ့ယုံကြည်သူတွေရဲ့အစေကိုခံဖို့ရန်အတွက်ဘုရားသခင်ကဆေလွတ်ပေးထားတဲ့နံဝိညာဉ်ဖြစ်တယ်ဆိုတာကိုနားလည်ရပါမယ်အဲ့တော့အခုဗီဒီယိုလေးကဒါခရစ်ယာန်များအတွက်တည်တံ့ဖြည့်ဆိုထားခြင်းဖြစ်ပါတယ်တခြားဘာသာဝင်ကိုဓာတ်ရိုက်တော်၎င်းတွယ်ဝိုက်တော်၎င်းထိခိုက်ပြီးမှဖြည့်ဆိုထားခြင်းလုံးဝမဟုတ်ဘူးဒါကြောင့်နားလည်ပေးကြပါပြီးတော့နောက်တစ်ခုကမင်းညခရစ်ယာန်မှာလူဝင်စားမရှိဘူးဆိုတဲ့တင်ထားတဲ့ဗီဒီယိုအောက်မှာခရစ်ယာန်မဲ့လာမှတ်ထားတဲ့တူတယ်အေလိယကလူဝင်စားမဲ့ထင်တယ်နော်တဲ့ကျမ်းစာသေချာဖတ်ပါအောင်တဲ့တခင်ကိုယ်တိုင်ပြောထားတယ်လေအေလိယကအရင်လာမေးတယ်အေလိယကိုလူဝင်စားတဲ့တကယ်တော့အေလိယကအရင်ကတည်းကနေမသေးသေးဘူးဒီနေ့ထိအသက်ရှင်သေးတယ်အေလိယအရင်လာမယ်လို့ prophet တွေကြိုတင်ပြောထားတဲ့အရာကလည်းရှင်ယောဟန်ကိုဆိုလိုခြင်းဖြစ်ပါတယ်ပါရိစံဆရာရှင်ယောဟန်ကအေလိယပုံဆောင်တဲ့အနေနဲ့သူလောကထဲကိုအရင်ရောက်လာတယ်ဒါပေမဲ့အေလိယလုံးဝမဟုတ်ဘယ်နေရာမှာပို့ပြီးတည်နိုင်လဲဆိုတော့ယေရှုခရစ်တော်ကတောင်ပေါ်တက်ပြီးဆုတောင်းတဲ့အချိန်မှာယေရှုခရစ်တော်အနားကိုမောရှေလည်းပေါ်လာတယ်အေလိယလည်းပေါ်လာတယ်ဆိုတာကိုဖတ်ပူးကြမှာဖြစ်ပါတယ်ဒါကြောင့်အေလိယဟာလူဝင်စားလုံးဝမဟုတ်ဘူးလူဝင်စားဆိုတဲ့အဓိပ္ပာယ်ကလူတစ်ခါဖြစ်ပြီးတည်သွားတဲ့အခါမှာနောက်တစ်ခါအဲ့လူပုံစံအနေနဲ့ပြန်ဝင်စားတာဒါလူဝင်စားလို့ခေါ်တယ်ဒါလေးကိုလည်းသိစေချင်ပါတယ်နောက်တစ်ခုကလည်းလူဝင်စားရှိတာပေါ့တဲ့သခင်ယေရှုကလူဝင်စားလေတဲ့လူသားအဖြစ်ဝင်စားတာမဟုတ်ဘူးလားတဲ့လုံးဝမဟုတ်ပါဘူးသခင်ယေရှုကလူဝင်စားတာလုံးဝမဟုတ်လူစားတိကိုခံတယ်ဖျားစစ်ကနေလူစားတိကိုခံတယ်သုံးလုံးရမယ်ဆိုဖျားအဖြစ်လူစားတိခံတယ်ဒီလိုပဲလူဝင်စားဆိုတဲ့အဓိပ္ပာယ်ကအစွမ်းကကျွန်တော်ပြောထားတဲ့အတိုင်းပဲတေချာလေးနားလည်စေချင်ပါတယ်ဒီနေ့ခေတ်မှာကကျမ်းစာကိုတေချာမဖတ်ထားလို့ရှိရင်အဲ့ဒီကျမ်းစာအတုံးအနှုံးကိုသုံးပြီးမှကိုယ့်ကိုလှည့်ဖြာသွားတတ်တယ်ဆိုတာလေးကိုထပ်ပြီးတတိပေးချင်ပါတယ်ကျွန်တော်တို့တခြားဘာသာဝင်တွေကဆဲတာတို့ဆိုတာတို့ကဲ့ရဲ့တာတို့ဆိုရင်ကျွန်တော်အကြောင်းလည်းမပြန်တယ်လို့သူတို့ရဲ့စာကိုဖတ်လည်းမဖတ်ပါဘူးလစ်လူရှုထားပါတယ်ဒါပေမဲ့ကိုယ်ယုံကြည်သူအချင်းချင်းတွေကကြတော့သူတကယ်မသိလို့လေဒါမသိတဲ့အခါမှာသူ့ရဲ့ဝိညာဉ်ရေးကထိခိုက်နေတဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြီးတော့ဖြေကြားပေးခြင်းဖြစ်ပါတယ်လွန်ခဲ့တဲ့ရက်တွေမှာတခြားဘာသာဝင်တယောက်ကကျွန်တော်ကိုဖုန်းဆက်ပြီးမှဗာပြောလဲဆိုတော့မင်းတို့ခရိယန်တွေကိုလာစားဘယ်လောက်ရလဲတဲ့ငါလည်းအရန်ဝင်ချင်လာပြီတဲ့ပတ်စံပေးပြီးဆွဲတာတွေပါတယ်ရှိတော့တယ်အဲ့တော့ပတ်စံပေးပြီးမှအင်္ဂလိပ်လုံနေတဲ့သူတွေအတွက်တတိထားစေချင်တာကကြတော့ကျွန်တော်တို့အင်္ဂလိပ်တရားကိုအဓိကထားပါဒီပေးကမ်းခြင်းကိုကျွန်တော်တို့အဓိကမပြပါနဲ့ပေးကမ်းခြင်းကိုအဓိကပြသွားလို့ရှိရင်ပေးပြီးမှတာပါလားဆွဲတယ်ဆိုတဲ့ကောင်းစဉ်ဖြစ်သွားရောဒါပေမဲ့ကျွန်တော်တို့နားလည်အောင်ပြန်ပြောပြလိုက်တယ်ကျွန်တော်တို့ပတ်စံပေးမှလည်းမဆွဲဘူးလို့ကျွန်တော်ခရိယန်တွေဝင်လာရင်လည်းဘာမှမရဘူးလို့မတော်လို့ခရိယန်တွေဝင်ခဲ့လို့ရှိရင်နေရတဲ့ထဲက10ပုံတပုံတော့ကျွန်တော်ပြန်ပေးရမှာလို့ကျွန်တော်တော့မပေးဘူးလို့ပြောတော့အဲ့နဲ့သူဖုန်းချသွားတယ်ဘာဖြစ်ဖြစ်ပါတယောက်တိုင်းကိုဖြတ်ရင်ကောင်းကြည့်ပေးပါစေ